ပြဿနာနဲ့ပတ်သက်ပြီးတော့မှຫນွေပြောပြမယ်ဖြစ်စဉ်အစအဆုံးပေါ့နော်ဘာဖြစ်လို့ဒီဟာကိုပြောပြရလဲဆိုလို့ရှိရင်အခုနောက်မှလာမယ့်ကလေးတွေပေါ့နော်ဒါကိုညမအရွယ်ကိုအမအရွယ်ဒီလိုမျိုးပြဿနာဖြစ်လာလို့ရှိရင်ဒီလိုအန်တီရဖြစ်လာလို့ရှိရင်ကြိုတင်ပြီးတော့မှကာကွယ်လို့ရအောင်နော်ຫນွေကဒါပြောပြတာဖြစ်ပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ຫນွေကဆမ်မွန်းကကိုဒါဆမ်မွန်းကကိုဆို major school ပေါ့နော်မြန်မာလို့ဒါအင်္ဂလိပ်ဆိုလို့ရှိရင် major school မြန်မာလို့ဆိုရင်ဒါတက္ကသိုလ်ကျောင်းပေါ့နော်ဒါတက္ကသိုလ်ကျောင်းတက်နေတဲ့အချိန်မှာကိုနေတဲ့အဆောင်ဘေးရပေါ့နော်အဆောင်ဘေးဆိုလို့ရှိရင်ကိုအခန်းရဲ့နှွေးအခန်းရဲ့ဘေးကပ်ရဲ့အခန်းမှာပေါ့နော်အတစ်60ဝန်းကျင်လောက်ရှိတဲ့အဖိုးကြီးနေတယ်ကွယ်နေတော့ကြတော့ຫນွေတို့ကကြတော့တိတဲ့အတိုင်းចောင်းတူတွေဆိုဒါចောင်းတူចောင်းသားဆိုဂျပန်ရောက်တဲ့လူတော်တော်များများတိလိုက်မယ်ចောင်းတူចောင်းသားဆိုလို့ရှိရင်ចောင်းပြီးမှပဲအာလူပိုင်းတော့အချိန်ပိုင်းလောက်ကလောက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ညပြန်လာရင်နောက်ကြပေါ့နော်စစ်တစ်စနစ်အဲ့အချိန်တွေမှာယောက်ျားများတယ်ပေါ့နော်ဒါຫນွေဆိုရင်လည်းဒါចောင်းပြီးမှအလုပ်လုပ်တယ်ပြီးရင်စစ်တစ်စနစ်မှာအိမ်ရောက်တယ်ပေါ့နော်ဒီလိုမျိုးဆိုတော့ကြတော့အဲ့ဘေးမှာနေတဲ့အဖိုးကြီးကသူကယူနေတာပေါ့နော်ယူနေတာဘလို့ယူနေလဲဆိုတာຫນွေပြောပြမယ်သူကလေညတနာရီ2နာရီလောက်ဆိုလို့ရှိရင်အဲ့အဖိုးကြီးကအော်တာမှလေခွေးယူလို့ပဲအော်တာတိလားအဲ့လိုမျိုးအော်ပြီးတော့မှကိုယ့်ရဲ့အခန်းနိုင်ရန်ကိုသူကဒုံနဲ့အဲ့လိုမျိုးတွေထုခြေထောက်တွေနဲ့ကန်အမှန်တကယ်တော့သူကဝယူပြန်နေလားတော့မသိဘူးပေါ့နော်အခန်းထဲမှာအဲ့လိုမျိုးတွေလောက်တာလောက်ပြီးတော့ကြတော့နောက်အဲ့လိုလုပ်ပြီးတော့ဆိုရင်သူကအပြင်ကိုထွက်ပြီးတော့မှကိုယ့်ရဲ့အခန်းဘဲကိုတီးတယ်အဲ့လိုမျိုးဘဲတီးတာလည်းလုပ်တယ်ဘဲတီးပြီးတော့ဆိုဘဲဆိုရင်တစ်ချက်တည်းမဟုတ်ဘူးတွင်းနဲ့အဲ့လိုမျိုးတီးရပေါ့နော်အဲ့လိုတီးရရင်လုပ်တယ်တခါပေါ့နော်ဒါပထမတစ်ခါဆိုတော့ကိုလည်းဘာမှမပြောသေးဘူးဒီတိုင်းကြီးဒုတိယတစ်ခါလည်းအဲ့တိုင်းပဲသူက2နာရီည1နာရီ2နာရီဝန်းကျင်ဆိုသူကလုတ်ပြီးအဲ့လိုအော်တယ်စီဖွာတုံးခါလောက်အော်တယ်ကွယ်အဲ့လိုမျိုးအော်ပြီးတော့ဆိုသူကအပြေုံထွက်ပြီးတော့ဆိုရင်အဲ့အခန်းကိုတူနဲ့နှိပ်တယ်အဲ့လိုမျိုးလုတ်တယ်ပေါ့နော်ဒါ2ခါမြောက်ပေါ့3ခါမြောက်ကြတော့ဘလို့လုတ်လဲဆိုလို့ရှိရင်ຫນွေကအလုတ်တွားနေတယ်ကြောင်းပြန်ပေါ့နော်ဒါအလုတ်တွားနေတယ်အိမ်ညအိမ်နေကဖြစ်ချင်တော့ຫນွေက17ခွဲလားမသိဘူးပေါ့နော်အဆောင်ပြန်ရောက်တော့ကြတော့သူကအိမ်ຫນွေတို့ရဲ့ဒီအခန်းရှိမှာဆိုလို့ရှိရင် boxလေးတွေရှိတယ်ရှင်အဲ့ဒါကသူစာအိတ်လေးရောက်တဲ့ box လေးရှိရပေါ့နော်အဲ့အိတ်ထဲမှာဒါຫນွေအရှိရပြောထားလို့ပေါ့နော် main ကလေးအတွန်းကန်တွေကိုအဲ့လိုမျိုးထည့်ထားတယ်3ထည့်လောက်ရှိတယ်ကွယ်ထည့်ထားတယ်နောက်ပြီးတော့ကြတော့လေလမ်းတောက်လျှောက်မှာဒါຫນွေရဲ့အိမ်ရှိတယ်နေမဟုတ်ဘူးနော်ຫນွေရဲ့အခန်းရှိတယ်နေမဟုတ်ဘူးအဲ့ကတောက်လျှောက်မှာလမ်းတောက်လျှောက်မှာသူကအဲ့က main ကလေးအတွန်းကန်တွေကိုကျဲထားတာຫນွေလဲပေါ့နော်လန့်သွားပေါ့နော်ရုတ်တရက်ဆိုဟာဘာလဲပေါ့နော်အဲ့ဟာကိုတွေးတော့ຫນွေအဲ့ဒါအကုန်လုံးကိုဓာတ်ပုံရိုက်ပြီးတော့မှတ်တန်းတင်ထားလိုက်တယ်မှတ်တန်းတင်ပြီးတော့မှဒီလိုမျိုးဖြစ်စဉ်အကုန်လုံးကိုຫນွေနောင်လေးအလုပ်သွားတော့ကြတော့အလုပ်ကိုလည်းပြောပြတယ်ပြီးတော့အလုပ်ကလည်းစိတ်ပူတော့ပေါ့နော်ဒါတူတူကစိတ်ပူတော့ကြတော့ဒီအိမ်ပိုင်ရှင်ကိုဒါတူကဖုံးစစ်ပေးတယ်ပေါ့နော်အိမ်ပွဲစားတွေကိုလည်းဖုံးစစ်ပေးတယ်ဖုံးစစ်ပြီးတော့ကြတော့အိမ်ကားလူတွေကဘယ်လိုပြောလဲဆိုတော့ကြတော့တူကဘာမှတက်တိမရှိဘဲနဲ့ပေါ့နော်ပြောလို့မရဘူးငါတို့ဘာမှလုပ်ပေးလို့မရဘူးလို့ပြောတယ်အဲ့လိုမျိုးပြောတော့ကြနော်တက်တိကငါတို့စီမှာရှိတယ်ဒီမှာဓာတ်ပုံရိုက်ထားတယ်ဆိုပြီးတော့သူတို့ဓာတ်ပုံပို့ပေးလိုက်တယ်ပေါ့အဲ့ဟာဆိုလို့ရှိရင်ငါတို့ဆက်စေးအောင်မယ်ပေါ့သူတို့ကအဲ့နဲ့စစ်စေးအောင်မယ်ဆိုတော့ဘယ်လောက်ကြာမလဲပေါ့ငါကမိန်းကလေးတယောက်တည်းနေရတာငါအတစ်အန်ဒီရဲ့တခုခုဖြစ်လို့ရှင်နင်တို့ဘာလုပ်ပေးမှာလဲပေါ့နင်တို့ဘာတာဝန်ယူမှာလဲလို့အဲ့လိုမျိုးတော့ငါတို့အဲ့လိုတော့တာဝန်မယူပေးနိုင်ဘူးပေါ့အဲ့လိုမျိုးပြောရပေါ့တော့တခုခုတော့တူတူလုပ်ကြည့်မယ်ပေါ့နော်ဘယ်သူလုပ်တာလဲဆိုတာကိုတိအောင်တော့တူတူလုပ်မယ်ဘယ်သူလုပ်တာလဲဆိုတာလည်းတိတာနေတယ်ပေါ့နော်ဒီဘေးကခံအဖိုးကြီးလုပ်တာပေါ့အဲ့လိုမျိုးပေါ့ဒါຫນွေရလည်းပြောတော့ကြတော့သူတို့ကလည်းနိုင်ငံခြားသားဆိုတော့သူတို့လူမျိုးနဲ့ရှင်းလိုက်တော့အမှန်တိုင်းမျိုးကိုယ့်ဘက်မှာမရှိဘူးကွယ်သူတို့လူမျိုးဘက်မှာပဲရှိတယ်အဲ့ဒါဆိုတော့အဲ့လိုမျိုးဖြစ်တော့ကြတော့နောက်ပိုင်းအိမ်ကတရင်းနေလောက်စောင့်ကြည့်တော့အဲ့အိမ်ကဘာမှမလုပ်ပေးတော့ကြတော့ຫນွေကရတယ်အဲ့ဒါဆိုရင်လည်းမလုပ်ပေးနဲ့ငါကိုယ်တိုင်ပဲငါရဲစခန်းတိုင်လိုက်မယ်ဆိုတူတူကအဲ့အိမ်ပိုင်ရှင်ကဘယ်လိုပြောလဲဆိုလှုပ်လေရဲစခန်းတိုင်ရင်လည်းတိုင်လိုက်ပေါ်တယ်နင်စိတ်ကြိုက်တယ်အဲ့လိုမျိုးပြောတာအဲ့လိုပြောတဲ့အတွက်ကြောင့်အားဆိုနေတော့ကိုလည်းတိုင်လိုက်တဲ့အတွက်ကြောင့်ရဲကဘယ်လိုပြောလဲဆိုလို့ရှိရင်အဲ့မှာတော့ဒါຫນွေအလုတ်ကလူတယောက်ကိုခေါ်သွားတာပေါ့နော်ဂျပန်လူမျိုးတယောက်ကိုခေါ်သွားတော့ကြတော့တွားတိုင်တော့ကြတော့ဒီဓာတ်ပုံတွေကိုလည်းပြတယ်ဒါသူမင်းကလေးတယောက်နေတဲ့အခန်းမှာဒီလိုမျိုးတွေလုပ်တယ်ဆိုအနောက်ရှစ်ဖြစ်တယ်ပြီးလို့ရှိရင်ငါလည်းသူကဘယ်လိုလူမျိုးလဲမသိဘူးညစနေဒီလိုမျိုးတွေလုပ်တယ်ဆိုပြီးတော့ပြောတော့ကြတော့ရဲစခန်းကလည်း
ဒါဆိုရင်ငါတို့စစ်ဆေးပေးမယ်ပေါ့နော်ဆိုတော့စစ်ဆေးပေးမယ်လို့ပြောပြီးတော့အေးနင်တို့စစ်ဆေးပေးနေတာလားဟုတ်တယ်ငါအဲ့စစ်ဆေးပေးနေတဲ့အတော်တို့ကမှငါတခုခုငါအတိတ်အန်ဒီရဲ့တခုခုဖြစ်သွားလို့ရှင်နင်တို့ဘာလုပ်ပေးမှာလဲဆိုတော့သူတို့ကျွန်တော်တို့ကတော့အဲ့လိုမျိုးဆိုရင်တော့ဘာမှလုပ်ပေးလို့မရဘူးဒါဆိုလို့ရှိရင်ငါ့ကိုစစ်ဆေးပေးမှဆိုရင်ငါရစ်တွေမှာစောင့်ကြည့်မှုပေါ့နော်အခုချက်ချင်းစစ်ဆေးပေးလို့ပြောတော့ကြတော့အဲ့နေနွေတွားတိုင်နေရဲမှာပဲရဲ2ယောက်လိုက်လာခဲ့တယ်လိုက်လာခဲ့ပြီးတော့သူတို့ကအိမ်ပတ်ပတ်လဲအဲ့ဟာတွေရောအဲ့ဟိုဟာတွေရောပေါ့နော်အတွင်းကနေတယ်နွေဘာမှမလုပ်ဘူးဒီတိုင်းပဲထားအဲ့ဟာတွေရောသူတို့ကအကုန်လုံးထုတ်ပြီးတော့နှွန့်ပြစ်ပြီးတော့မှလုပ်ပြီးတော့မှဒီမှာလို့ CCTV ရှိရလို့နင်တို့မယုံလို့ရှိရင်တော့ CCTV ကိုကြည့်လိုက်လို့နှွေရပြောလိုက်တယ်ပြောလိုက်တော့ကြတော့ CCTV ကလည်းကြည့်ပိုင်ခွင့်မရှိဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့ privacy ကိုချိုးဖောက်တယ်တဲ့အေးတို့ privacy ချိုးဖောက်တယ်ဆိုတာဒီမှာလူကဒုက္ခရောက်နေတာလေတို့ဒါအောင်မကြည့်တော့နဲ့တို့ကပြဿနာကိုမတွေ့တော့ကြတော့ဘယ်လိုလုပ်မှလဲဆိုတော့နောက်တစ်ခါတဲ့ဟိုကလုံးလို့မရအောင်ဟာတဲ့စိုင်းဘုတ်ကတ်ပေးမယ်ပေါ့နော်ဒီ main ကလေးရှိတဲ့အခန်းတွေကိုအဲ့လိုမျိုးမလုပ်ရအောင်စိုင်းဘုတ်ကတ်ပေးမယ်စိုင်းဘုတ်လောက်နေတော့ဘာမှဖြစ်လာမှာမဟုတ်ဘူးလေနော်ကိုယ့်ရဲ့အတိတ်အန်တွေကိုဖြစ်လို့ရှိရင်ဘာဘယ်သူမှမကယ်နိုင်ဘူးလေကိုကနိုင်ငံခြားတာဘယ်သူမှအဖေအမေလည်းရှိတာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တာပါအဲ့လိုမျိုးဖြစ်ခဲ့တဲ့အတွေ့အကြုံမို့ဒါຫນွေကတော့အခုတော့အိမ်ကတော့ပြောင်းပြီးသွားပြီပေါ့နော်အိမ်ပြောင်းပြီးတော့ဘာမှမဖြစ်တော့ဘူးပေါ့နော်အဲ့အဆောင်မှာဒါအကြောင်းတို့ဘဝတော့အဲ့လိုမျိုးကြုံတွေ့ခဲ့တာဖြစ်တဲ့အတွေ့အကြုံမို့ဒါအခုနောက်လာမဲ့ကလေးတွေပေါ့နော်ဒါအန်ဒီရဲ့ဖြစ်တဲ့မျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်ထက်ဒါရဲစခန်းကိုလည်းကိုယ့်ဘက်ကအမှားမရှိအောင်ကြိုတင်ပြီးတော့မှအကြောင်းကြားထားအောင်ဟာတတိဝရိယနေလို့ရအောင်လို့ຫນွေကပြောပြပေးတာဖြစ်ပါတယ်ရှင်ကဲအားလုံးပဲဒီအကြောင်းလေးတည်သွားကြမယ်လို့ထင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်